Sad. Oh, come on. Hello, မင်္ဂလာပါကျွန်တော်နာမည်ခွန်စောထက်အောင်ပါခင်ဗျာ Top N ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကြောက်စရာအကောင်းဆုံးတရေဗီဒီယိုတွေကို Top 5အနေနဲ့တင်ဆက်ပေးမှာပဲဖြစ်ပါတယ်အားလုံးပဲအဆင်သင့်ဖြစ်ပြီဆိုရင်တော့တကားပိတ်မိပိတ်နှစ်ချက်တန်အစစ်စင်စားလိုက်အောင်ပါခင်ဗျာဒီဗီဒီယိုကတော့ဘလုံးပွဲတစ်ခုကနေအရိုက်ကူးမိခဲ့တဲ့ဗီဒီယိုပဲဖြစ်ပါတယ်ဒီအားကစားသမားတွေဟာအပွဲမစခင်သွေးပူလေ့ကျင့်ခန်းတွေလုပ်နေရင်ဒီကင်မရာမန်ကလည်းဗီဒီယိုလေးတွေရိုက်ကူးပေးနေခဲ့တာပေါ့ဒီဗီဒီယိုကိုတေချာမကြည့်လိုက်မိဘူးဆိုရင်တော့တာမန်ဗီဒီယိုတစ်ပုတ်ပဲလို့မြင်ကြလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုကို online ပေါ်ပြန်တင်လိုက်တဲ့အခါမှာဒီကြည့်ရှုသူပြောတော့မှသိလိုက်ရတယ်ပေါ့နော်ဒီသူတို့နောက်ဘက်ကဒီအရေးကြောင့်မင်းမင်းကြီးကပြေးသွားပြေးလာတာကိုပါရိုက်ကူးမိလိုက်ခဲ့ပြီးတော့ဒီအရာကလည်းထူးဆန်းစွာပျောက်ကွယ်သွားခဲ့တော့ဗောနော်ဒါပေမဲ့ထင်ကြမလားတော့မသိဘူးဗောနော်အဲ့ဒါများပွဲလာကြည့်တဲ့ပြိတ္တတယောက်ယောက်ပဲဖြစ်မှာပေါ့ဒါပေမဲ့မဟုတ်ဘူးဗျာဒီအရာကပြေးသွားနေရင်ထူးဆန်းစွာဒီပွဲရှိစဉ်ပေါ်ကနေပျောက်ကွယ်သွားခဲ့တာဗောနော် That is what development looks like. If you're cruising at a speed that's comfortable, yes, it looks good and it looks cleaner, but you're not going to get better. You have making mistakes here, and then you get to that level, and then you go again, and it's never ending. It's the same.ဒီဗီဒီယိုကတော့ပါတီပွဲတစ်ခုကနေအရိုက်ကူးမိခဲ့တဲ့ဗီဒီယိုပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာတွေ့နေရတဲ့တငယ်ချင်းတွေကပါတီပွဲတစ်ခုမှာတယောက်နဲ့တယောက်စာနှောက်နေကြရင်းနဲ့ဗီဒီယိုလေးတွေရိုက်ကူးထားခဲ့တာပေါ့ဗျာသူတို့ဗီဒီယိုလေးတွေရိုက်ကူးနေရင်ဒီကောင်မလေးရဲ့နောက်မှာကောင်လေးတယောက်ရှိနေတာကိုကင်မရာကနေရိုက်ကူးမိခဲ့တာပါဒီကောင်လေးဟာရုပ်တရားဆိုသလိုဒူးဆန်းစွာပျောက်ကွယ်သွားခဲ့ပါတယ်ဒါကတော့သူတို့ရိုက်ကူးထားမိခဲ့တဲ့ဗီဒီယိုပါဒီဗီဒီယိုကိုပြန်ကြည့်လိုက်တဲ့အချိန်မှာသူတို့ရဲ့နောက်မှာကောင်းလေးတယောက်ရှိနေတာကိုတတိထားမိခဲ့တယ်ပေါ့နော်သူတို့ပြောတာကတော့အဲ့ဒီသူတို့ကြိုက်ကူးနေတဲ့အချိန်မှာအဲ့ဒီဆိုင်ထဲမှာဘယ်ကောင်းလေးတယောက်ရောက်မှမရှိဘူးလို့ပြောတယ်ပေါ့နော်ကျွန်တော်ဆိုနေရမှာတော့ကြောက်နေတယ်ပေါ့နော်ဘာလို့လဲဆိုတော့မိတ်ဆွေတို့သာကြည်ဗျာဒီလူရဲ့မြေအောက်အခန်းတွေကသူ့ရဲ့သမီးလေးစောဖို့အတွက်ပြုလုပ်တက်ဆင်ပေးထားတဲ့အရာတွေလုံးဝကိုချက်တီးထားစရာပဲပေါ့နော်ဒီနေ့မှာတော့ဒီလူရဲ့မြေအောက်အခန်းတွေကတကားတွေကပွင့်လိုက်ပိတ်လိုက်နေထူးထူးဆန်းဆန်းတွေဖြစ်နေတာကြောင့်ဒီလူကလည်းဗီဒီယိုရိုက်ကူးထားလိုက်တယ်ပေါ့နော်မိတ်ဆွေတို့ကြည့်ကြည့်ပါ
Oh my. What are you doing there? Who are you? I got you good. Oh, yes, you did. Oh, you got my heart good. ဒီလူကလည်းဒီမြေအောင်အခန်းတွေထဲမှာလက်ရိုက်ကူးခဲ့ပေမဲ့ဘာမှတော့မထူးဆန်းသေးပဲသူသမီးကိုပဲသူပြန်လန့်နေပဲရှိတယ်ပေါ့နော်အဲ့ဒါနဲ့သူကလည်းသူသမီးလေးကသူ့ကိုနှောက်နေတာအထင်နဲ့သူကလည်းအပေါ်ပြန်တက်လာပြီးတော့မကြလိုက်ပါဘူးနောက်ထပ်တစ်ခါဖွင့်တန်ထပ်ကြားလိုက်ရတယ်ပေါ့နော်ဒီကလေးစောစရာအယုတ်ကသူ့လိုလေပေါ်လာပြီးတော့သူ့စီကိုလင်းမြန်စွာဦးတီလာတာတွေ့တော့သူကလည်းလန့်သွားခဲ့တယ်ဗောနော်သူ့ရဲ့နောက်ဆက်တွဲဗီဒီယိုတွေကတော့တင်တာမတွေ့ရတော့ပါဘူးဒီတစ်ခုပဲရှိတာဗောနော်မိတ်ဆွေတို့ရောဘလို့ထင်လဲဗျHighway 9လို့ခေါ်တဲ့ဒီ YouTuber ကတနေ့မှာတော့သူခွေးလေးနဲ့အတူအလူသူအရောက်နေတဲ့တောတောင်ကြီးတွေတဲကို YouTube ဗီဒီယိုရရင်ရှောက်လဲခဲ့ကြပါတယ်သူတို့တွေရှောက်လဲနေကြရင်နဲ့တူတူဆန်းဆန်းကူတလုံးတွေ့လိုက်ခဲ့ကြပါတယ်ဗောနော်အဲ့ဒါနဲ့အဲ့ဒီကူထဲကိုဝင်ရောက်လေးလာလိုက်ခဲ့ကြပြီးတော့သူပြောတာကဒီကူထဲကိုဆက်စဝင်ခြင်းမှာပဲအတကူလုံးအေးချမ်းသွားပြီးတော့လုံးဝကိုကြောက်စရာကောင်းတယ်လို့ပြောတယ်ဗောနော်အဲ့ဒါနဲ့ဆက်ပြီးတော့လေးလာလိုက်ခဲ့ကြတာဗောသူပထမဦးဆုံးရွေးလိုက်တဲ့တလန်းကဆုံးသွားပြီးတော့အဲ့ဒီမှာလင်းတို့များစွာတွေပဲတွေ့ရှိခဲ့ရပါတယ်အဲ့ဒါနဲ့နောက်ထပ်တလန်းကိုဆက်ပြီးအရှာဖွေလိုက်တဲ့အခါမှာတော့ဒီကြောက်စရာအရာကြီးကိုတွေ့လိုက်တော့သူကလည်းကြောက်လန့်ပြီးတော့ဒီကူတဲကနေအမြန်ဆုံးထွက်ပြေးလိုက်ရတာဗောနော် Out. Come here. Come on. Come on. Go. Stay behind me. Is that? Oh, go. Come on, listen. Listen. ဒီအရာကြီးကိုမိတ်ဆွေတို့ဘလို့ထင်လဲပေါ့နော်လင်းတို့များစွာချိနေတဲ့ဒီကူထဲမှာပြီးတော့ဒီအရာကြီးပေါ့ဗျာဒီဗီဒီယိုကြည့်ရင်လည်းကျွန်တော်တရုတ်တရေကားတွေတဲကလိုမျိုးတရေတွေကိုတော့သွားသတိရမိစေတယ်ပေါ့နော်2024ခုနှစ်အမေလ10ရက်နေ့မှာဒီမိသားစုတွေကပျော်ရွှင်စွာမွေးနေ့ပွဲလေးကိုကျင်းပနေခဲ့ပါတယ်။မွေးနေ့တခြင်းလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်တီးဆိုနေကြရင်ပြောင်းတိုင်ပြီးမှုတ်ပြီးတော့မွေးနေ့ရှင်လေးကိုလက်ဆောင်လေးတွေပေးလိုက်ခဲ့ကြပါတယ်။အဲ့ဒါနဲ့လက်ဆောင်ဘူးလေးတွေပေါက်ရင်းနဲ့မထင်မှတ်ပဲဒီထူးဆန်းတဲ့ပြည့်တွေကိုပါရိုက်ကူးမိခဲ့ပါတယ်။ Happy birthday, dear Bricky. Happy birthday To you. Make a wish. Make a wish. Make a wish. and many more. Right. Almost. Whoa. All right, Jack. I mean, the girl's got to have a present. This is from me. Yeah. Did you know? How cute. Should we cut the cake? Yeah. Jackie, press its pause. Hey kiddo, hope you're doing well. I'm feeling much better now, so whenever you can. Peace. Probably not. Hey kiddo, hope you're doing well. I'm feeling much better now, so whenever you can, just come visit me, okay?
ဒီအယုတ်လေးကနေတူတူဆန်းဆန်းအတန်တစ်ခုထွက်လာခဲ့ပါတယ်အဲ့ဒါနဲ့ရုတ်တရက်ဆိုသလိုသူ့အဖေအခန်းထဲကအာဒီကောအယုတ်မီတက်ကားကလည်းသူ့အလိုလိုအတန်မီလာခဲ့တယ်ဗောနော်ပိုပြီးစိတ်မကောင်းစရာကမကြာသေးမီကောင်မလေးအဖေကအဆုံးပါသွားခဲ့တာဆိုတော့ဒါကူသူမရဲ့အဖေဝိညာဉ်ဖြစ်နိုင်တယ်လို့အယုံကြည်နေကြတယ်ဗောနော် That is not worked. That is not worked. တညမှလေဒီကောင်မလေးကအိယာပေါ်မှာလဲနေရှင်နဲ့အဲ့ဒီအယုတ်လေးကနေထပ်ပြီးအတန်တစ်ခုထွက်လာခဲ့ပါတယ်။ကောင်မလေးကလည်းစိတ်မထိန်နိုင်ပဲသူ့အဖေကိုလွမ်းတဲ့စိတ်ကြောင့်အချင်းခံစားနေရတယ်ပေါ့နော်။တိတ်မကြလိုက်ပါဘူး။အနောက်တညမှလေဒီကောင်မလေးကအခန်းထဲမှာအိတ်နေရှင်နဲ့အတကားတွေကအတူလိုလိုပွင့်လာခဲ့ပါတယ်။ဒီတစ်ခေါက်ကတော့ကောင်မလေးကလည်းနည်းနည်းကြောက်သွားပုံရပြီးတော့ဒီကနေအမြန်ဆုံးအထွက်သွားလိုက်ရတယ်ပေါ့နော် ဒါကိုမိတ်ဆွေတို့ဘလို့ထင်လဲဗျတကယ်ပဲဒီကောင်မလေးရဲ့အဖေဝိညာဉ်များလားသူသမီးလေးကိုတော်ရှိပုံရတယ်ပေါ့နော်